ဒါမှသူပြောလိုက်တယ် I've seen you since Christmas ကမတွေ့ရကြပြီ Thanks for Christmas. Did you get any clothes for Christmas clothes ပြီးရင်အဲ့မှာဒီမှာ clothes ကိုလေ X ထည့်ထားတယ်အမြဲတမ်းအဝတ်အစားတွေဆို clothes မှာ X ထည့် clothes ကို S မထည့်ဘူးဆိုရင်အဝတ်ရဲ့တစ်ပိုင်းတစ်စပဲဖြစ်သွားလိမ့်မယ်ကျွန်တော်ပြောချင်တာတော့ပိတ်စတွေပါတယ်ပေါ့နော်ပိတ်စတွေပါတယ်ဥပမာမျိုးသမီးတွေပေါ့နော်မိန်းကလေးတွေအဝတ်တွေပါချုပ်ဖို့အတွက်ဘယ်နှကိုက်ဆိုပိတ်စတွေတော့ဖြတ်အဲ့လိုမျိုးပေါ့နော်ဒါ clothes လို့ပဲခေါ် clothes မဟုတ်ဘူးအဝတ်အစားဆိုရင် clothes ထည့်ရတယ် S ထည့်ရ S မဲ့လို့ဆိုအဲ့လိုမျိုးအဝတ်ဒီပိုင်းဖြစ်သွားမယ်အဲ့လိုပိတ်စမျိုးလို့ပြောရင်ကျွန်တော်တို့လေအိမ်တွေမှာတုံးတဲ့လက်နီးစုပ်လိုဟာမျိုးတွေပေါ့နော်အဝတ်စုပ်တွေတို့အဲ့ဒါ clothes တွေဖြစ်သွားတယ်သူကဖြဲထားတယ်ပေါ့နော် tear off လောက်ထားတယ်ပေါ့ TER tear FF off tear off လောက်ထားတယ်အဝတ်တစ်ခုကနေဖြဲထုတ်ထားတဲ့ cloth ဖြစ်သွားတယ်အဲ့တော့ a piece of cloth လို့လည်းခေါ်တယ်နော် a piece of cloth give me a piece of cloth ပြောတာအဝတ်စုပ်တွေပေးပါလားပြန်လို့ရှိ cloth a piece of cloth S မပေါ့ S ပိုင်း dressing ဖြစ်သွားလိမ့်မယ်နော်ဝတ်လို့စားလို့ရတယ်အဝတ်ဖြစ်သွားလိမ့်မယ်နော် okay Yes, my uncle came down to stay with us. He bought me these new shoes. okay Really nice. Came down to stay with us. He bought me these new shoes. my uncle came down to stay with us he bought me these new shoes my uncle came down ဆင်းလာမြန်မာစကားမှာလည်းရှိဥပမာမန္တလေးကရန်ကုန်ဆင်းလာတောင်ကြီးကနေရန်ကုန်ဆင်းလာပြည်ကြီးနားကနေဆင်းလာစသဖြင့်ဆင်းပြီးတော့လာနေရပေါ့နော် my uncle came down to stay with us ဒါကိုကျွန်တော် with s လို့မထွက် with that လို့ထွက်လိုက်ဘာဖြစ်လို့အနောက်က s ဆိုတဲ့စကားလုံး a e i o u vowel စကားလုံးဖြစ်အဲ့ vowel စကားလုံးတွေကိုအတန်ထွက်မယ်ဆိုရင်သူ့အရှိကစကားလုံးရဲ့အဆုံးသတ်သွားတဲ့စကားလုံးပေါ့နော်စကားလုံးဆိုရှုပ်နေလိမ့်မယ်မြန်မာစကားအဲ့ဒီစကားနဲ့ပြောမယ်ဒီ WITH with ဆိုတဲ့စကားလုံးတစ်လုံးလုံးဘာလို့ခေါ်ဆို word လို့ခေါ်တယ် WORD word အဲ့ဒီမှာ W ဆိုတဲ့ letter လေးပါတယ် I letter လေးပါတယ် T ပါတယ် H ဒါတွေက letter လေးတွေဆိုတော့ vowel စကားလုံးတွေ vowel word တွေကိုအတန်ထွက်မယ်ဆိုသူ့ရှိမှအဆုံးသတ်တာ word ကိုကြည့်လိုက်အဲ့ word ရဲ့အဆုံးသတ် letter ဒီမှာဆိုရင် TH ပေါ့အဲ့ဒါနဲ့ချိတ်ပြီးတော့အတန်ထွက်က with that ဒီလိုဖြစ်သွားတယ်နော်နောက်ကျအဲ့လိုထွက်နိုင်ဖို့ practice လုပ်ကြည့်ပါနော် Michael came down to stay with us ငါဦးလေးကရန်ကုန်ဆင်းလာ sorry သူ့ရှိမှလာနေတော့တို့မျိုး stay ကကြောင့်အချိန်ကာလတစ်ခုတည်းနေတယ် visit ကကြောင့်2ရက်3ရက်သွားလဲတော့နော်အဲ့ဒါမျိုး visit အဲ့ကြောင့်လာနေတယ်တော့ဘာလုပ်ဝေးလဲ he bought me these new shoes oh new shoes ဖနက်တွေဝယ်ပေးတယ်တဲ့သူနော်ဖနက်တွေဝယ်ပေးသူဦးလေး he bought me these new shoes okay Nice. Did he get you that hat as well? they look really nice ဖနက်တွေတအားကောင်းတာပဲကောင်းတယ်နင်းဦးလေးဝယ်ပေးဖနက်လေးကောင်းတယ် did he get either hat as well did he get you that hat as well နော် okay ဒီမှာပြောရ he ဆိုတာလေကောင်းလေးကိုပြောမှာမဟုတ်နော်သူဦးလေးကိုပြောရကျွန်တော်တို့ by နဲ့ get နဲ့အတူတူပဲနော် by နဲ့ get နဲ့အတူတူပဲmy dad bought me the expensive t-shirt ငါဖေကငါ့ကိုအင်ကြီးကောင်းလေးတစ်ထည်ဝယ်ပေးတယ်ဈေးလည်းကြည့်တယ်အဲ့ by နဲ့သုံးလိုက် my dad bought me my dad got me GD get verb 2နဲ့ပြောင်းလိုက် got ပေါ့နော် my dad got me the expensive t-shirt ငါဖေကငါ့ကိုအင်ကြီးဈေးကြီးတဲ့တစ်ထည်ဝယ်ပေးတယ်အတူတူပဲတိတ်မြန်အတူတူပဲ by နဲ့ get နဲ့အတူတူပဲပြောချင်တာနော်ဆိုတော့ဒီမှာ did he get you that hat as well မင်းအန်ကေကမင်းကိုအုတ်ထုတ်လေးဒီအုတ်ထုတ်ဒီမှာကျတော့ကျွန်တော်ကောင်းစိုးလို့ပေါ့နော်အဲ့ဒါလေးပါဝယ်ပေးတာလားတဲ့ဆိုတော့ get me get က bought ကိုပြောရပဲနော် okay No, my dad gave me that hat with some gloves, but my uncle... no အငယ်ဝယ်ပေးတာမဟုတ်ဘူး my dad gave me that hat with some glove glove ကပါလက်အိတ်နဲ့ခုနခေါင်းစွန်းနဲ့အဖေဝယ်ပေးတာနော် glove ကိုဒီမှာ some နဲ့သုံးသွားတယ် some နဲ့မသုံးဘဲနဲ့ကျွန်တော်တို့ did get me this expensive t-shirt
They go well with those jeans of yours. I need to get some new jeans. I think there is a sale in the shop. some နဲ့မသုံးမနဲ့ကျွန်တော်a pair of ဆိုတာနဲ့သုံးလေရနော် glove ကလေတစ်စုံကိုနော် Gloves. ဖက်နဲ့လည်းအဲ့လိုပဲ a pair of shoes လို့ပြောလေရနော် a pair of နော် a pair of တစ်စုံပါဗျာနော်တစ်စုံလို့ပြောချင်တာsome glove နေရာမှာဒါသုံးလေရဆိုတော့ခုနကသူပြောသွားတယ် my dad gave me that hat with some glove my dad gave me that hat with a pair of glove ဒီလိုပြောလိုက်ရတယ်နော် My uncle did get me this expensive t-shirt. Okay, but my uncle did get me this expensive t-shirt. Am I did tell that? I will did go tell that. Five do no did hold it. Now you have a blue lesson, but we don't lean on. Go beyond the guy as she might do did do die tell like Bobby lean on. Who my tower? So not a side you do the out tower, no? At that discrimination load out more. No, I eat a lot. ကျွန်တော်ကိုကျွန်တော်ပြောပါကျွန်တော်စားတယ်တော်တော်စားတယ်ဒီလောက်ဆိုမပေါ်နေ I do eat a lot share ကိုစားတာနော်အားရပါရအောင်စားတယ်တော်တော်အစားကြည့်တယ်အဲ့လိုမျိုးပြောချင်တာ I do eat a lot I believe it ငါယုံကြည်တယ်ဘယ်လောက်ယုံကြည်လဲ I do believe it I do believe it အသေးနှလုံးထဲကိုယုံကြည်တယ်နော်ဒီလိုမျိုးပေါ့နော်ပို့ပြီးတော့လေးနေတာပေါ့နော်တကယ်ကိုဆိုရဲအတိတ်ပဲမျိုးပေါ့နော်ဆိုတော့ဒီမှာ my uncle did get me that new expensive t-shirt နောက်တစ်ယောက်ဝယ်ပြီးတယ်ဘာဝယ်ပြီးတယ်ဈေးကြီးတဲ့ t-shirt ကိုဝယ်ပြီးတယ်နော်ဒီလိုပြောချင်တာတူလေးရပေါ့အရှိမ a pair of shoes ပေါ့ new shoes ဆိုတာဝယ်ပြီးတယ်သူ့ဖေကကျတော့ glove နဲ့ hat နဲ့ဝယ်ပြီးအဲ့ဆိုမင်း uncle က shoes တွေပဲဝယ်ပေးတာလားမဟုတ်ဘူးငါငယ်ဝယ်ပေးသေးတယ်ဘာဝယ်ပေးတယ်လဲ use belly t-shirt ကိုဝယ်ပေးတယ် okay နော် They go well with those jeans of yours. they go well with those jeans of your jeansဆိုတာသူတို့ရှိမှာဂျင်းမောင်းမျိုးပြောတယ်လို့ညွှန်းနေတာပဲနော် jeans ဆိုတာလေ jeans I want new jeans as a birthday present birthday present လို့ပြောမွေးနေ့လက်ဆောင်အတွက်ငါဂျင်းမောင်းမျိုးအစ်စ်လေးလိုချင်တယ် especially the Levi's one or Levi's တစ်စိတ်ဂျင်းမောင်းမျိုးလေးလိုချင်တယ်ဒီလိုမျိုးပေါ့နော်ဆိုတော့ဒီမှာ go well they go well ဆိုတာ like ဖတ်တယ်လို့ပြောတာ match ဖြစ်တာပေါ့ဗျာ MD state match နော် go well they go well အဲ့ like ဖတ်တယ်ဆိုတာလေအဝတ်စား like ဖတ်တာမှမဟုတ်ဘူးဒီမှာအစားတောင်းတစ်ခု like ဖတ်တယ်ဗျာအစားတောင်းတစ်ခု like ဖတ်တယ်ဥပမာထားပါတော့ကျွန်တော်တို့တံပေါက်ပဲထားပါ biryani ပေါ့နော် the biryani goes well with something sour အချင်းလာတစ်ခုခုနဲ့စားရင် like ဖတ်တယ်အချင်းလေးပါလေးနဲ့တွဲစားတယ်ဒါမှမဟုတ်ကျွန်တော်ဟင်းချိုလေးပါလေးနဲ့တွဲစားတယ်နော် like ဖတ်တယ်အဲ့ဒါအစားတောက် like ဖတ်တယ်ဒီလိုပြောလို့ရဥပမာလူနှစ်ယောက် like ဖတ်တယ်ကောင်လေးနဲ့ကောင်မလေးနဲ့ပေါ့သူ like ဖတ်နော် they all go well သူတို့အတွဲလေး like ဖတ်တယ်ဒီလိုမျိုးပေါ့နော်အဝတ်စား like ဖတ်တယ်ဒီမှာလည်းဒီလိုပဲအဝတ်စား like ဖတ်တယ်ဒီ t-shirt နဲ့ your t-shirt go well with those jeans ဟုတ်မင်း t-shirt နဲ့ပေါင်းမင်းနဲ့လိုက်လားဒီလိုပြောတာပေါ့နော် go well နော်ဒါမှမဟုတ်တချို့ main ကလေးဆိုရင်ဥပမာထားပါတော့ဝတ်ထားတဲ့ဝတ်စားနဲ့ make up နဲ့ like ဖတ်တယ်နော် hey dear you look great and your makeup go well with your dress အမလေးပြောလိုက် make up နဲ့ဝတ်စားနဲ့ like ဖတ်တယ်စပင်နဲ့ဝတ်စားစပင်နဲ့ make up ဒီလိုမျိုး like ဖတ်တယ် go well ဒါ go together လဲသုံးတယ်နော် go together they always go together အတူတူကသွားတာမဟုတ်ဘူးနော် like ဖတ်တယ်လို့ပြောကြတယ် go together they always go together like ဖတ်တယ်ခုနကျွန်တော်ပြော only ကောမလေး like ဖတ်တယ်ဘာဖြစ် like ဖတ်တဲ့က go together တုံးနေရနော် okay ထားပါတော့